ဆရာကအမြန်ဖမ်းလိုက်တယ်နောက်ဆုံးသူမကိုတယောက်တည်းမထားနိုင်တော့ပဲကုမ္ပဏီကိုခေါ်သွားပြီးသူ့ဘေးမှာပဲနေခိုင်းလိုက်တယ်ဒါပေမဲ့ကုမ္ပဏီရောက်တဲ့အခါမထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်လာခဲ့တယ်အတွင်းရေးမှူးရဲ့အမွေးပါတဲ့စံထိုးကိုမြင်တာနဲ့မိန်းကလေးကချက်ချင်းလိုက်ဖမ်းခဲ့တယ်အတွင်းရေးမှူးကကြောက်လန့်ပြီးပြေးပေမဲ့နောက်ဆုံးမှာတော့သူမကစံထိုးကိုရယူနိုင်ခဲ့တယ်ဆရာကတော့သူမရဲ့အပြုအမူကိုချစ်စရာကောင်းတယ်လို့ထင်လာပြီးတဖြည်းဖြည်းသဘောကျလာခဲ့တယ်အဲ့ဒီနေ့ကစပြီးသူမကိုမောင်းမထုတ်တော့ပဲနေတိုင်းအလုပ်ကိုပါခေါ်သွားခဲ့တယ်ရုံးခန်းထဲကငါးကန်ကိုသူမအရန်သဘောကျခဲ့ပေမဲ့ငါးတွေကိုဖမ်းဖို့ကြိုးစားတာကြောင့်ဆရာကတားမြစ်လိုက်တယ်ပြင်းတယ်လို့ပြောတဲ့အခါစာရေးခိုင်းခဲ့ပေမဲ့သူမကစာမရေးတတ်တာကိုသိလိုက်ရတယ်ဒါကြောင့်ဆရာကိုယ်တိုင်စာသင်ပေးခဲ့တယ်သူမနာမည်ကိုမေးလိုက်တဲ့အခါစီယိုအားတင်သွားခဲ့တယ်ဘာကြောင့်လဲဆိုတော့သူမနာမည်ကသူ့ကြောင့်လေးနာမည်နဲ့အတူတူဖြစ်နေလို့ပါအဲ့ဒီအချိန်မှာသူမရဲ့ပထမဆုံးပိုင်ရှင်ဖြစ်တဲ့အမျိုးသားလူပညာရှင်တယောက်ရုံးထဲရောက်လာခဲ့တယ်မိန်းကလေးကသူ့စီကိုမတိမတာနီးကပ်သွားပေမဲ့ဖီယိုကတားလိုက်ပြီးသူမဟာသူ့ရဲ့စစ်ဆက်ထားသူလို့လိန်ပြောလိုက်တယ်ရိုက်ကူးရေးနေရာမှာတော့မတော်တဆမီးလင်းကြီးတစ်ခုပြုတ်ကျလာခဲ့တဲ့အန်ဒီယေကိုမြင်တဲ့မိန်းကလေးကအဲ့ဒီအမျိုးသားကိုအမြန်တွန်းဖယ်လိုက်တာကြောင့်နှစ်ယောက်လုံးဘေးကင်းခဲ့တယ်ဒါပေမဲ့သူတို့နှစ်ယောက်အတူရှိနေတဲ့ပုံကိုသတင်းထောက်တစ်ယောက်ကခိုးရိုက်ထားခဲ့တဲ့ဆိုကအဲ့ဒီတပုံကိုမြင်လိုက်ချိန်မှာတော့ဒေါသအလွန်ထွက်သွားခဲ့တယ်